အဲ့လိုအားလုံးပဲမင်္ဂလာပါလို့တူရီကိုကောင် channel ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်လို့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့အမျိုးတွေကိုဘုံမကျော်ပတ်တိတစ်လုံးနဲ့နော်တပတ်တွင်နောက်ပိတ်တီးတန့်တစ်လုံးကျွန်တော်ပေးမှဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့လူတွေကျွန်တော်ရဲ့အမျိုးတွေကျွန်တော်ပရမ channel ကြီးကထိသွားလို့ channel live လွှင့်ပြသနိုင်ခြင်းမရှိပါဘူးလို့ဒါကို channel အသစ်ကနေပြီးတော့ခုမှဖွင့်လာတဲ့ channel အသစ်ကလေးကနေပြီးတော့ကျွန်တော်ဗီဒီယိုဖိုင်လေးလုပ်ပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်လို့နော်ကဲကျွန်တော်ရဲ့ channel ကိုခုမှဝင်ရောက်ကြည့်တဲ့ဒီ channel အသစ်ကလေးကိုတွေ့တဲ့လူတွေပေါ့နော်နေရာတည်သွားအောင်ပေါ့နော် share လို့ရတဲ့နေရာလေးမှာ share ပေးပြီးတော့ subscribe လေးတွေနှိပ်ပေးပါအောင်လို့မြစ်တာရက်ခံပါတယ်လို့နော်ကျွန်တော် channel လိုက်လွှင့်လို့ဒီ channel အသင်းကလောလောဆယ်လိုက်လွှင့်လို့လည်းမရသေးပါဘူးလို့နော်ခုမှ channel လေးထောင်းထားတော့အဲဒီ subscriber အားနည်းနေတဲ့အတွက်နော် subscriber အများနည်းနေတဲ့အတွက်လိုက်လွှင့်လို့မရဘူးဒါပေမဲ့ကျွန်တော်ရဲ့မျိုးတွေကိုကျွန်တော်ရတဲ့ဘက်ကနေပြီးတော့ဒါကျွန်တော်ရဲ့ channel ကရုပ်ပုံလည်းကျွန်တော်ပြောင်းထားပါတယ်လို့ကျွန်တော်မူရင်းဓာတ်ပုံပုံမှန်လူရင်းပုံပေါ့နော်ပုံလည်းကျွန်တော်ကြောင်းပြီးတော့တင်ထားပါတယ်လို့ဒါလေးကိုကျွန်တော်ရဲ့မျိုးတွေသိသိချင်းလို့ပေါ့နော်ဒါမဲ့ကျွန်တော်ပြနေကြပုံစံကပရမတူရီကိုကောင် channel ကပေးတဲ့အတိုင်းပါပဲလို့ဒီတိုင်းပဲမှားရတော့မလိုပါဘူးလို့ဘာဖြစ်လို့လဲမှားရမလို့လဲလို့ပြောရမယ်ဆိုရင်ကျွန်တော်ကခုမကျော်ပတ်တီးရဲ့တပတ်အတွင်းနောက်ပိတ်တီးတဲ့တစ်လုံးပေးတဲ့အတွက်ပေါ့နော်နောက်ပိတ်တီးတဲ့တစ်လုံးပေးတဲ့အတွက်ကိုကျွန်တော်ရဲ့ channel လေးကမှားရမလို့ပါဘူးလို့နော်ဒါဆိုရင်ကျွန်တော်တပတ်အတွင်းနောက်ပိတ်တီးတဲ့တစ်လုံးကျွန်တော်ပေးခဲ့မယ် channel က live လွှင့်လို့ရရင်တော့ဒီ channel လေးက live လွှင့်လို့ရရင်လည်း live လွှင့်ပေးမယ်ပေါ့နော် live လွှင့်လို့မရခင်ဆက်ကြမှာကျွန်တော်တပတ်အတွင်းမှာနောက်ပိတ်တီးတဲ့တစ်လုံးကျွန်တော်ပေးခဲ့မယ်အဲ့ဒါလေးကတော့နောက်ပိတ်တီးတဲ့ကကျွန်တော်၄တစ်လုံးဖြစ်ပါတယ်လို့နော်နောက်ပိတ်ဆွဲခြင်းနဲ့ကျွန်တော်ရဲ့တီးတဲ့ဆွဲခြင်းနဲ့ကျွန်တော်ရဲ့အမျိုးတွေပေါ့နော်နောက်ပိတ်ဆွဲလို့ရအောင်ရဲ့နောက်ကကျွန်တော်ဥပကျော်ပတ်တီးပေါ့နော်ဥပကျော်ပတ်တီးတစ်လုံးကျွန်တော်ပေးခဲ့မယ်အဲ့ဒါကတော့ဥပကျော်ပတ်တီးကကျွန်တော်ကခုလာမဲ့ပတ်တော့ပေါ့နော်18ရက်ကနေပြီးတော့19ရက်ဗိုလ်ဥပကျော်ပတ်တီးတစ်လုံးကခွန်ပတ်တီးဖြစ်ပါတယ်လို့နော်ခွန်ပတ်တီးဖြစ်တယ်ညာတပတ်အတွင်းမှာ19ရက်ကနေပြီးတော့21ရက်အတွင်းပေါ့နော်နောက်ပိတ်တီးတက်လက်ချင်တဲ့မျိုးတွေပေါ့နော်ပြီးခဲ့တဲ့ဘက်ကနောက်ပိတ်ကကျွန်တော်တို့ကတစ်နောက်ပိတ်ကျွန်တော်ပေးထားပါတယ်လို့နော်ပြီးခဲ့တဲ့ဘက်ကတစ်နောက်ပိတ်ပြီးခဲ့တယ်ဥပကျော်ပတ်တီးကပြီးခဲ့တဲ့ဘက်ကကျွန်တော်ဗာပေးလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့မျိုးတွေကိုဒီကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်တဲ့လူတွေအသိမှာပေါ့နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကဥပကျော်ဒီပုံစံလေးပါနော်ဥပကျော်ပတ်တီးကိုပေးခဲ့တယ်နောက်ပိတ်တီးတန်းကိုကျွန်တော်တစ်လုံးပေးခဲ့တယ်ပေါ့နော်အဲဒီလုံးပေးထားခြင်းဖြစ်တယ်ဒါပြီးခဲ့တဲ့ဘက်က10ရက်နေ့ကအပန်းကျွန်တော်မျိုးတွေမှားမှဆိုလို့ကျွန်တော်ပြချင်းဖြစ်ပါတယ်လို့နော်ဒီဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုမိတဲ့အမျိုးတွေကလည်း share လို့ရတဲ့နေရာတွေမှာ share ပြီးတော့ subscribe လေးတွေမဖြစ်မနေနှိပ်ပေးကြပါအောင်လို့မြစ်တာရက်ခံပါတယ်လို့နော်ဒါကအခုကျွန်တော်တို့18ရက်ကနေပြီးတော့21ရက်ပေါ့နော်ဟိုက18ရက်ကနေ9ရက်ဒီခုမကျော်ပတ်တီးကခွန်ပတ်တီးနောက်က18ရက်ကနေပြီးတော့21ရက်ထိတပတ်အတွင်းနောက်ပိတ်တီးတန်းကတီးတန်းတစ်လုံးကတော့၄တစ်လုံးဖြစ်ပါတယ်လို့ကဲအားလုံးပဲနော်ဒီလောက်ပါပဲနော်အားလုံးသောမျိုးတွေကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးရုပ်ဖြစ်နေလေး subscribe ပြီးနှိပ်ပေးကြပါအောင်လို့မြစ်တာရက်ခံကြီးနဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီမှာလည်းဆုံးသက်ပါတယ်လို့နော်